ကဘာကန်အကောင်ဆုံးလူသားဒီကောင်လေးကငငယ်လေးတွေကကန်ရမ်းကောင်းပါတယ်ဗန်ချီဆွေးနဲ့ဆေးဘူးတွေမှောက်ကျသွားတယ်ဆရာမလာတော့သူကဖုံးဖို့စူးစမ်းပေမဲ့ဆရာမကမြင်သွားတယ်သူရဲ့ဗန်ချီကားကအရန်ထူးခြားနေလို့ဆိုပြီးအကောင်ဆုံးဗန်ချီကားစုပေးလိုက်တယ်ကျောင်းသားအားလုံးကလည်းသူတို့ရဲ့အတန်းကောင်းဆောင်ဖြစ်သတ်မှတ်လိုက်တယ်အင်္ဂလိပ်စာမေးပွဲဖြေတော့သူကတလုံးမှနားမလည်ဘူးသူလည်းနန်ကြားထောက်ပြီးဖြေလိုက်တာအမှတ်အများဆုံးရပြီးပထမရသွားပြန်တယ်တငယ်ချင်းတွေလည်းမနာလို့ဖြစ်ကုန်ကြတယ်တင်ချစာမေးပွဲဖြေတော့လည်းဘာမှမသိလို့တလုံးမှမရေးပဲနေလိုက်တယ်ဒါပေမဲ့မေကွန်းတစ်ခုလုံးကစာရိုက်တာမှသွားတာသူတယောက်တည်းပဲသိတယ်ဆိုပြီးပထမပေးလိုက်ပြန်တယ်သူကြီးလာရင်တော့သူ့ကန်ကောင်းတာပြောင်းလဲသွားလိမ့်မယ်လို့ထင်ခဲ့ပေမဲ့စန့်ကျင်ဘက်ဖြစ်သွားတယ်ကန်တွေကပိုပြီးတောင်ကောင်းလာသေးတယ်ကန်ကိုလောင်ပြောင်ပြီးထီထိုးလိုက်တာ1000စုပေါက်သွားပြန်တယ်လမ်းပေါ်မှာတက္ကစီစီးဖို့လက်တလိုက်တာရှိသမျှကားတွေသူ့ရှိလာရက်ကုန်တယ်ဟိုတယ်မှာဒင်နာလေးပဲသွားစားမိတယ်ဂုံပြူစုတွေပေးလိုက်ပြန်တယ်ဘဝရဲ့အားနည်းချက်ကကန်ရမ်းကောင်းတာပဲဒီလိုကြီးစုံညီငွေလာပြီသူလည်းရှုံးပေါ်အောင်အိမ်ရောင်းဝယ်လုပ်တာပထမဆုံးနေ့မှာပဲတိုက်ခန့်လုံး100ရောင်းလိုက်ရတယ်သူလည်းအရန်စိတ်တက်ကြနေပြီမိုးရေထဲမှာရက်ပြီးမိုးနဲ့မင်းရေကျွန်တော်ဘာလို့ကန်အရန်ကောင်းနေတာလဲလို့အော်ပြောလိုက်တာမိုးကြိုးပစ်ချလိုက်တယ်သူ့ကိုဒီတခါတော့တေးပြီးထင်နေကြပေမဲ့တကယ်တည်သွားတာကပြေးလာတဲ့တခိုး2ယောက်ဖြစ်နေတယ်တခိုးဖမ်းပြီးလို့စုတွေထဲရပြန်တယ်သူလည်းလော်ကီကိုစိတ်ကုန်ပြီးဖုန်ကြီးဝတ်ဖို့ဆုံးဖြတ်လိုက်တယ်ဖုန်ကြီးကြောင်းသွားပြီးသူ့အကြောင်းတွေပြောပြလိုက်တယ်ဆရာတော်ကလက်ကိုဝှေ့ရမ်းလိုက်တာနဲ့သူ့ရဲ့ကံကောင်းမှုတွေပျောက်ဆုံးသွားပါတော့တယ်အခုဆိုအပျော်တမ်းဖမ်းရိုက်တာတောင်အမြဲရှုံးနေပြီလူတွေလည်းသူ့ကိုဝိုင်းပြီးလောင်ကြတယ်ဒါပေမဲ့သူအရန်ပျော်နေခဲ့တယ်ရှုံးနေမှုကိုပထမဆုံးခံစားရဘူးလို့ပါသူပြန်မချစ်ရင်တစ်ခါရှုံးရပြီးတခြားသူနောက်ပါသွားရင်တော့နှစ်ခါရှုံးရတာဖြစ်ပါတယ်